Okay အားလုံးပဲမင်္ဂလာပါเนาะဆိုတော့ဒီနေ့လုံမှာက brushless DC motor okay เนาะအဲ့တော့ခုနကတော့ပြောနေတဲ့အကြောင်းကမနေ့တုန်းကအချိန်ကြီးမျိုးကြောင့်မလို့ video capture ခဲ့လေးနဲ့ကျွန်တော် Arduino board က error လေးနည်းနည်းတက်သွားတဲ့အတွက်ကြောင့်မလို့ဒီနေ့လုပ်တဲ့အလုပ်တွေကို simulation နဲ့ဒီ theory ဘိုင်းနဲ့ programming ဘိုင်းကိုပဲအရင်ပြပေးလိုက်မယ်လက်တွေ့လုပ်တဲ့ဥစ္စာတွေကိုနောက်တစ်ပတ်သင်ခန်းစာကြောင်းမှဆက်ကြမယ် okay เนาะအဲ့တော့တလက်စာတွေကြုံလို့သူကဖြစ်ရမယ်ဆိုလို့ရှိရင် Arduino နဲ့စမ်းတဲ့အခါမှာကွန်ပျူတာနဲ့လုပ်လို့ရှိရင်ကွန်ပျူတာမှာတက်ထားပြီးတော့မှ power များတဲ့ပစ္စည်းတွေနဲ့လုံးမလုပ်ဘူးเนาะအခုကတော့အဲ့လိုမျိုးလုပ်ချင်လို့ရှိရင်ပစ္စည်းတစ်ခုဝယ်လို့ရတယ် USB protector လေးတွေ USB ကိုလိုအပ်တဲ့ဟာတွေ power တက်ပို့ပြီးတော့များမဆွဲအောင်လို့ကာကွယ်တဲ့ဟာတွေအဲ့ဒါတွေဝယ်လို့ရတယ်အဲ့ကောင်လေးခံထားရင်တော့ကွန်ပျူတာကိုမထိဘူးပေါ့နော်အခုမနေ့တုန်းက unfortunately ဘယ်လိုဖြစ်သွားလဲဆိုရင်ကျွန်တော် USB-C dongle ပေါ့နော် USB-C ကသူကအောက်ပို့အပေါက်တွေအများကြီးပါတဲ့ USB-C dongle ကအပြင်ကနေ power ပေးထားတာဒါပေမဲ့အဲ့ရကဘယ်လိုဖြစ်သွားမှမသိဘဲနဲ့ ground line က ground မဖြစ်တော့တာအဲ့ ground wire က ground ဖြစ်တယ်ထူးဆန်းတယ် ground wire ကနေပြီးတော့မှထုတ်လို့ချင်း0ပို့ရတယ်ဒါပေမဲ့ဒီ output pin တွေကို digital low ပေးလိုက်လို့ရှိရင်အဲ့ကောင်0ပို့မဖြစ်တော့ဘဲနဲ့ floating လိုမျိုး high voltage high ဆိုတာ5 voltage ဆိုတာ5 volt ပဲเนาะ5 volt ရောက်နီးလောက်ကိုရောက်နေတယ်ဘာဖြစ်လို့မှမသိဘူးဆိုတော့ onboard LED ကလည်းအမြဲတမ်းလင်းသွားတယ်ဒါကြောင့်မလို့မနေ့တုန်းကကျွန်တော်တို့ motor လှည့်တုန်းက counter clockwise ကိုလဲလို့မရဘူးဖြစ်နေတာအကုန်လုံးကိုသူက signal ကဟို direction wire မှာပါပင်မှာပါ signal က high ကအမြဲတမ်းရောက်နေပြီးတော့မှာ okay เนาะမနေ့က manually သူ့ကို ground ကိုတချိတ်လိုက်တော့ကြတော့အဆင်ပြေသွားတယ် okay ဟုတ်ပါပြီအဲ့တော့ဒီနေ့သင်မဲ့အကြောင်းအရာက BLDC အမှန်တမ်းပြောလို့ရှိရင်တော့ BLDC ကအသုံးနည်းတယ်လို့လည်းပြောလို့ရတယ်လို့တော်တော်ကြီးကိုအသုံးများတယ်လို့လည်းပြောလို့ရတယ် motor တစ်ခုပေါ့နော်သူကနည်းနည်းလေး special type ဖြစ်နေတယ် okay အဲ့တော့ဥပမာ servo တို့ stepper တို့ဆိုရင်နေရာတော်တော်များများမှာသုံးလို့ရတယ်များသောအားဖြင့် robotic အလုပ်တွေတို့ robotic arm တွေမှာ servo တွေ stepper တွေသုံးတယ် DC motor ဆိုလို့ရှိရင်လည်းနေရာအများကြီးမှာသုံးတယ် BLDC ကြတော့သူတို့နဲ့ရှင်လို့ရှိရင်အသုံးနည်းတယ်လို့ထင်ရတယ် okay စဉ်းစားလိုက်လို့ရှိရင် BLDC ဆိုပြီးစဉ်းစားလိုက်လို့ရှိရင်တွေ့ရမှာဒီ drone motor တွေပဲ okay နော် drone ရှိမယ်နောက်ပြီးတော့ရေဟိုအတွက် propeller အတွက်သုံးတဲ့ motor တွေရှိလိမ့်မယ်အဲ့လိုမျိုးတွေပဲအသုံးများတယ်ဒါပေမဲ့လက်တွေ့မှာတော့ BLDC မှာသုံးတဲ့နည်းပညာကြီးအခုလက်ရှိ EV တွေတော်တော်များများမှာသုံးနေတဲ့နည်းပညာရဲ့အခြေခံပေါ့နော်အဲ့ဒီ fundamental ကိုပဲယူပြီးတော့သုံးထားတာ okay နော်အဲ့တော့သူ့ရဲ့တိဆောက်ပုံမကြည့်ခင်မှာသူ့ရဲ့အလုပ်လုပ်ပုံကိုအရင်ကြည့်အောင် okay BLDC ရဲ့အလုပ်လုပ်ပုံကအမှန်တမ်းပြောရရင်သူ့ DC လို့သာခေါ်နေတာ 3 phase AC motor အလုပ်လုပ်ပုံနဲ့နည်းနည်းဆင်တယ်နော်3 phase AC နဲ့ similar ပေါ့နော်BLDC ရဲ့အလုပ်လုပ်ပုံကနည်းနည်းလေးဆင်တယ်အဲ့တော့3 phase AC motor တွေကိုလေ့လာဘူးလို့ရှိရင်တော့သိလိမ့်မယ်ဒီ motor ရဲ့အမြန်နှုန်းကို volt နဲ့မသတ်မှတ်တော့ဘူးခုကြတော့ okay ကျွန်တော်တို့အရင်တော့က motor ရဲ့အမြန်နှုန်းဒီ okay ပထမဦးဆုံးDC motor တုန်းကဆိုရင်ဒီ motor ရဲ့အမြန်နှုန်းဒီ voltage နဲ့သတ်မှတ်တယ် servo နဲ့ stepper ကတော့99%ကသူ့ရဲ့ speed ကအရေးမကြီးတဲ့အတွက်ကြောင့်မလို့ speed ကိုထည့်မစဉ်းစားလိမ့်မရှိဘူးသူတို့က precision motor တွေဆိုတော့ precision ကိုစဉ်းစားရတယ်ပေါ့နော်အခုဒီ BLDC ကြတော့အပိုက်အများကြီးနဲ့လဲဖို့ပဲဒါပေမဲ့သူကကြတော့သူ့ရဲ့ဒီ speed ကို voltage နဲ့မထိန်းချုပ်ဘူးအဲ့ဒီအစားဘာနဲ့ထိန်းချုပ်လဲသိလား3 phase AC ကိုရောဘာနဲ့ speed ကိုဘာနဲ့ထိန်းလဲokay frequency နဲ့ထိန်းတယ် okay VFD နဲ့ထိန်း ခင်ဗျာ VFD variable frequency yes variable frequency ဟုတ်တယ်သူကအဲ့တော့တနည်းအားဖြင့်ဝင်လာတဲ့ signal ကဥပမာနည်းနည်းလေးဝင်လာတယ်ဆိုလို့ရှိရင်
motor လေတာလည်းနီးနီးလေးလေလိမ့်မယ်ဝင်လာတဲ့ signal ကအမြန်ကြီးဝင်လာတယ်ဆိုရင် motor ကလည်းအမြန်လဲလိမ့်မယ်အဲ့လိုမျိုးပေါ့နော် voltage နဲ့မတိုင်းတော့ဘူးအဲ့ဒီအစား frequency okay နော် variable frequency နဲ့တိုင်းထိန်းချုပ်တယ် speed ကိုနောက်တစ်ခုက BLDC ရဲ့ဒီအရင်နေ့တုန်းကတော့ပြောခဲ့တယ် servo motor နဲ့ဒီ stepper တွေနဲ့ရိုးရိုး motor တွေနဲ့ဘာကွာလဲဆိုလို့ရှိရင် servo က closed loop ဆိုပြီးတော့ပြောတယ်ဒီတော့ closed loop system ဆိုရင် input ရှိမယ်အလုပ်လုပ်တဲ့ processing ရှိမယ် output ရှိမယ်အဲ့ဒါကိုဒီ output ကို sensor ပြန်ဖတ်ပြီးတော့မှ speed sensor ပေါ့နော် speed sensor ဆိုတဲ့ negative feedback system ပေါ့နော် sensor ဒီမှာရှိတယ်feedback နဲ့ဒီထဲကိုပြန်ဝင်တယ်เนาะ negative feedback ပုံစံမျိုးနဲ့ပြန်ဝင်တယ်ဒါက close loop okay အဲ့တော့ servo motor ကို close loop လို့ပြောခဲ့တယ် servo motor မှာကျတော့ position သို့မဟုတ် speed ကို sense လုပ်ဖို့အတွက်ဈေးပေါ်တဲ့ servo sensor လေး servo motor လေးဆိုရင်တော့ potentiometer တွေပါတယ်ပေါ့နော် potentiometer နဲ့ sense လုပ်ပြီးတော့မှအဲ့ဒီသူ့မှာပါလာတဲ့သူ့ရဲ့အတွင်းထဲမှာပါတဲ့ motor driver လေးနဲ့ဒီ control ပြန်လုပ်ပြီးတော့မှ feedback အဖြစ်ပြန်သုံးတယ်okay BLDC ကလည်း something like a closed loop system လို့ပြောရမှာပေါ့နော်သူကကြတော့ output ကို sensor အနေနဲ့ဓာတ်ရိုက်ကြီးထုတ်ထားတော့မဟုတ်ဘူးဒါပေမဲ့သူဒီ frequency နဲ့ထိန်းချုပ်တာဖြစ်တဲ့အတွက် speed ကို frequency နဲ့ထိန်းချုပ်တာဖြစ်တဲ့အတွက်ဘယ်လိုမဆိုသူကလဲပတ်နေတဲ့အချိန်မှာဒီ motor ရဲ့ဘယ်နေရာရောက်နေပြီလဲဆိုတဲ့ဥစ္စာသိဖို့လိုအပ်တဲ့အတွက်သူ့ရဲ့တိဆောက်ပုံအရာကိုပဲသူဒီ closed loop system လို့ဖြစ်နေတယ်။ motor ရဲ့ဒီ rotor coil ကလေးတွေဘယ်နေရာမှာရှိနေတယ်ဆိုတာကိုသိရတော့မှ motor ကလင်းနိုင်တာ။ okay နော်။အဲ့လိုသိရဖို့အတွက်ကို magnetic sensor လေးတွေ magnetic sensor သဘောမျိုးသုံးပြီးတော့မှဒီ motor ဘယ်နေရာရှိနေလဲဆိုတာကိုလေ့လာသိအောင်လုပ်ပြီးတော့မှအဲ့ဒီတိုင်းလိုက်ပြီးတော့ထိန်းချုပ်တာပေါ့နော်။ဒါကြောင့်မို့လို့BLDC ဒီလည်းပဲ closed loop system လို့ပြောလို့ရတယ်။ဒါပေမဲ့ closed loop အစစ်အမှန်လိုမျိုးကြီးsensor နဲ့တကယ်ကိုပဲ output ကို sensor နဲ့ပြန်ဖက်ပြီးတော့မှပြန်ပြီးတော့မှ feedback ပြန်ပေးအဲ့လိုမျိုးတော့မဟုတ်ဘူးเนาะ။သူ့ရဲ့တိဆောက်ပုံအရာကိုပဲသူက closed loop လိုမျိုးဖြစ်နေတာ။ဘာလို့လဲဆိုတော့သူ့ကိုလေအောင်လို့လုပ်ဖို့ကိုကပဲသူ့ရဲ့တီနီယာကိုတိမာကိုပဲလေအောင်လုပ်လို့ရတယ်။ဒါကြောင့်မို့လို့သူလုံးပုံဒီ close loop နဲ့တူတယ်ပေါ့နော်အဲ့တော့သူ့ speed ကိုထိန်းတဲ့နေရာမှာတော်တော်ကြီးကိုတိတိကျကျထိန်းလို့ရတယ် BLDC ကိုသုံးမှုလားဒါမှမဟုတ် drone တွေပါမောင်းမှုလားDIY drone တွေပါသူများသုံးမှုလားမသိဒါမှမဟုတ်သူများတွေသုံးနေရတော့ဘာလို့တွေ့ဘူးလားမသုံးဘူးဆရာသူများတွေသုံးတာတော့တွေ့မသုံးဘူးเนาะသူများတွေသုံးတာတွေ့ဘူးလေဆိုတော့လေအဲ့မှာ motor ကိုဆောက်ဖွင့်လိုက်အတန်လေးကြားရတာမျိုးသိလားအတန်လေးတစ်ခုကြားရတယ်ကျွန်တော်ဟိုတနေ့က piano လို့တော့က buzzer လိုမျိုးလေးအဲ့ဒီထွက်တဲ့အတန်လိုမျိုး okay เนาะဒီ BLDC ကိုတက်လိုက်လို့ရှိရင်အတန်တစ်ခုကြားရတယ်အဲ့ဒီအတန်ကရည်ရွယ်ချက်ရှိတယ် okay เนาะအဲ့ဒါပြောပြမယ်အဲ့တော့ဟုတ်ပြီ BLDC ကိုမောင်းဖို့အတွက်သုံးတဲ့ driver ကို ESC လို့ခေါ်တယ် ESC ဆိုတာ electronic speed controller okay เนาะ ESC မှာ input pin
power input ရှိမယ်ပြီးလို့ရှိရင် signal pin 3ခုပါမယ်ပြီးရင် output pin 3ခုပါမယ်ဒီဘက်မှာကျတော့ဒါတက်ရဆွဲလိုက်ရတယ် okay okay အဲ့တော့ motor ကကွိုင်းနေစီကိုဒီ ABC ပင်3ခုကနေပြီးတော့ဆက်ထားတယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးလဲဆိုရင်ဒီပုံထဲမှာပြထားသလိုမျိုးโอเคเนาะဒီပုံထဲမှာပြထားသလိုမျိုးအဲ့တော့ဒီမှာ coin တစ်ခုရှိမယ်နောက်ထပ် coin တစ်ခုရှိမယ်နောက်ထပ် coin တစ်ခုရှိမယ်โอเคเนาะဒီမှာအဲ့ coin 3ခုကသူ့ရဲ့အလယ်မှာ permanent magnet အခုကျတော့ brush မပါတော့ဘူးเนาะသူက brushless brush နဲ့မောင်းတာမဟုတ်တော့ဘဲနဲ့ magnetic field တစ်ခုတည်းနဲ့ပဲမောင်းတာအဲ့တော့ဘယ်လိုမျိုးလုပ်ပေးရလဲဆိုရင်ကျွန်တော်တို့ဝင်လာတဲ့ signal ကို okay whiteboard ကိုတင်သွားလိုက်မယ်ဝင်လာတဲ့ signal ကိုဆိုတော့ဒီမှာကတန်လိုက်တုံးရှိမယ် okay ဝင်လာတဲ့ signal ကိုဒီတန်လိုက်တုံးဘယ်နေရာရောက်နေပြီလဲဆိုတာကိုကြည့်ပြီးတော့မှသူ့ရဲ့ပိုးတွေရဲ့အနေအထားကိုပြောင်းပေးရတယ်ဥပမာအခုဒီမှာဆိုရင် south ကသူနဲ့နီးနေတယ်ဒါဆိုရင်သူ့ကို south ပိုးဖြစ်အောင်လုပ်လိုက်မယ်ဆိုရင်သူက push လုပ်လိုက်လိမ့်မယ် okay ဒီဘက်မှာ north ပိုးတာဖြစ်မယ်ဆိုရင်သူကနေဆွဲယူလိုက်မယ်နောက်တစ်ဆင့်ကျတော့သူကဆွဲယူမယ်ဒီဘက်ကိုပြန်တွန်းမယ်အဲ့လိုမျိုးဖြစ်အောင်လို့လုပ်ထားပါတော့တကယ်ထဲမှာတော့ coin 3ခုမကဘူးများသောအားဖြင့်3ခု coin 3ခုကတော့ဟုတ်တယ်เนาะ coin မနေ့ကဟိုပါလိုပဲ stepper motor လိုမျိုးပဲ3ခုဒီ3 magnetic field 3ခုလည်းမဟုတ်ဘူး magnetic field ကို6ခုဖြစ်အောင်လုပ်ထားလိုက်မယ်เนาะပုံတွေထဲမှာတော့ရှင်းအောင်လို့3ခုစီပဲပြထားတာဆိုတော့ဒီခုဒီပုံမှာပြန်ကြည့်ကြည့်လိုက်ရင် coin နှစ်ခုဒီ active ဖြစ်ပြီးတော့မှတစ်ခုက push တစ်ခုက pull ပုံစံနဲ့အဲ့လိုမျိုးနဲ့လဲခိုင်းတာရမယ်နော်အဲ့ဒီအတွက်ဒီ ABC wire 3ခုဒီဒီလိုမျိုးခက်စင်စင် wave form လေးနဲ့အလုပ်လုပ်ရတယ်သိရသူတော့သိလိမ့်မယ်ဒီ wave form ကဘာနဲ့တူနေပြီလဲဆိုတာโอเคနော်ဒီလိုမျိုး wave form 3ခုလေး3ခုတွဲလေး3ခုတွဲလေးကိုတွေ့ဘူးမယ်ထင်တယ်တကယ်လို့ electrical ကိုလေ့လာဖို့ရဆိုရင်ဒါဆိုလို့ကျွန်တော်3 phase လို့ပြောတာဟုတ်တယ် okay နော်ဆိုတော့3 phase signal နဲ့ဒီ ABC ဒီဟိုဟာ BLDC ကိုမောင်းတဲ့ signal နဲ့ဒီတော်တော်ကိုတူတယ် okay ဟုတ်ပြီနော်ဒါ3 phase okay အဲ့တော့3 phase ဆိုတာဘာလဲဆိုတာမသိလို့ရှိရင်အစအနေနဲ့ပြောကြမယ် okay ကျွန်တော်တို့ battery တို့ chemical reaction တို့အဲ့လိုမျိုးနောက်ပြီးတော့photovoltaic cell လို့ခေါ်တဲ့ solar panel တွေအဲ့လိုမျိုးပစ္စည်းတွေကနေပြီးတော့မှထွက်လာတဲ့ electricity ဒီသူ့ရဲ့ direction ဒီ
မပြောင်းလဲဘူးဒီနော်အဲ့တော့သူ့စီကနေထွက်လာတဲ့ current ဒီတစ်ဖက်ကိုပဲအမြဲတမ်းစီးတယ်သူ့ရဲ့ voltage ကိုတနည်းအားဖြင့်သူ့ရဲ့ voltage ကိုအချိန်နဲ့ဒါက time နော်ဒါက voltage သူ့ရဲ့ voltage ကိုအချိန်လိုက်ပြောင်းလဲတဲ့ပုံစံမျိုးကိုထုတ်ကြည့်မယ်ဆိုလို့ရှိရင်မြင်းမြောင်တစ်ချောင်းပဲရလိမ့်မယ်ဒီနော်ဒါက0 volt ဆိုတော့ဒီမှာဒီ volt ဘယ်လောက်ရှိနေလဲဆိုရင်အဲ့တော့အဲ့လိုမျိုး voltage လိုမျိုးကို DC voltage လို့ခေါ်တယ် okay เนาะDC မှာဗါတဲ့ C က current ဆိုပြောနေပေမဲ့ဒီနေရာမှာတော့ဆိုလိုချင်တာဒီ direct voltage ကိုပဲဆိုလိုချင်တာเนาะ current ကိုမစဉ်းစားအောင်လောလောဆယ်မှာcurrent นี่ထပ်ပြောရမယ်ဆိုလို့ရှိရင်တော့ current นี่ resistor လို့ပစ္စည်းမျိုးမှာစီးနေတယ်ဆိုလို့ရှိရင် voltage နဲ့ current นี่တိုက်ရိုက်အချိုးကျနေရပဲဆိုတော့ voltage ပြောင်းလဲရင် current လိုက်ပြောင်းပါပဲ current ပြောင်းရင် voltage လိုက်ပြောင်းပါပဲ okay เนาะအဲ့တော့လောလောဆယ်ဒီနေရာမှာ DC မှာပါတဲ့ C ကိုခဏမိထားလိုက် direct current လို့ပြောပေမဲ့အခုပြောနေရအကုန်လုံး voltage ကိုယူပြောနေရ okay ခဏလေးနော်အခုမှသတိရသွားလို့ voltage နဲ့ current နဲ့ကွာခြားချက်ကိုသိလားမသိရသူများရှိလား voltage ကဘာလဲ current ကဘာလဲမသိဘူးဒါမှမဟုတ်မသိကြဘူးသိတယ်လို့ပဲရောနေရအဲ့လိုမျိုးများရှိလားရှိရဲဆိုလို့ရှိရင်အဲ့ရနေပြန်သွားခြင်းလို့အစနေပြန်ချင်းခြင်းလို့ဒါမှမဟုတ်ရင်တော့လုံးဝကိုတီးပြီးသားပါဒီတိုင်းပဲဆက်သွားပါဆိုလဲရတယ်ဘယ်လိုပြောပြရမလဲဆရာမကြီးတောင်းလို့ဖြစ်နေတယ်တိတလို့မတိတလို့မတိတလို့တိတလို့ရတာလိုက် okay အဲ့ဒါဆိုရင်လဲဒီနေ့မဟုတ်လဲအချိန်နည်းနည်းပိုတဲ့အတူတူအစနေသွားရအောင်เนาะအဲ့တော့ဒီပုံတော့မဖြစ်တော့ page 3ကိုသွားလိုက်မယ်ခဏလေး1 minute okay အဲ့တော့ကျွန်တော်တို့တွေ voltage တို့ current တို့ပြောလိုက်လို့ရှိရင်တော်တော်များများဒီရောနေကြတယ်ပေါ့နော် voltage နဲ့ current တွေကိုရောနေရ voltage ဆိုတာဘာလဲ current ဆိုတာဘာလဲဥပမာထားပါတော့လူတွေဓာတ်လိုက်လို့ရှိရင်တချို့တွေကပြောလို့ရှိတယ် is not voltage is current ဆိုပြီးတော့ current ကြောင့်လို့လူသေးတာဆိုပြီးတော့ပြောကြတယ်အဲ့ဒါဒီမဟုတ်ဘူး okay နော်အဲ့တော့ voltage အကြောင်းတွေ current အကြောင်းတွေကိုသေချာသိလို့ရှိရင်အနည်းဆုံးတော့ NA ကို NA ကိုကာကွယ်နိုင်လိမ့်မယ်နောက်ပြီးလို့ရှိရင်တော့electronic ဒီ electrical တွေ microcontroller တွေ hardware တွေကိုလေ့လာတဲ့အခါမှာလည်းနောက်ဆုံး computer science ကနေပြီးတော့မှ hardware အကြောင်းကိုသိချင်တယ်လေ့လာချင်တယ်ဆိုရင်လည်းဒီ voltage တွေ current တွေကမသိလို့မရဘူးပေါ့နော်အဲ့တော့ကြည့်ရအောင်တော်များများဒီပုံလေးကိုတွေ့ဘူးမယ်ထင်တယ်ခဏလေးcopy paste လုပ်နေရတက်မလားသေးဘူးဒီပုံလေးကိုတော်တော်များများတွေ့ဘူးမယ်ထင်တယ်ဒီနော် voltage ရဲ့ current ရဲ့အကြောင်းကိုပြောလို့ရှိရင်နမူနာပြရတဲ့ပုံလေး okay ဒါဒီတကယ်ကိုပဲ voltage နဲ့ current နဲ့နောက်တစ်ခုကတော့ resistance ပေါ့နော်အဲ့သုံးခုရဲ့ဆက်သွယ်ချက်ကိုတကယ်ထင်ထင်ရှားရှားဖြစ်အောင်လို့ပြပေးနိုင်တဲ့ပုံတွေထဲမှာပါတယ်အဲ့တော့ဟုတ်ပါပြီဒီပုံမပြောခင်မှာကြည့်ရအောင်ကျွန်တော်တို့တွေ physics မှာလေအရင်တော့ကတော့မသိဘူးပေါ့နော်ဒေတာတော့
2000ပတ်ချာလေလောက်ကနေစပြီးတော့မှနောက်ပိုင်းတင်ရိုးမှာပါတဲ့ဒီ physics မှာပါတဲ့ဟာတစ်ခုက voltage ဆိုတဲ့အကြောင်းကိုမပြောခင်မှာ electric potential difference ဆိုပြီးတော့သုံးခဲ့တာသတိထားမိလိမ့်မယ်။ ဒီတော့သူရဲ့ unit ကဒါ volt အဲ့တော့အရင်တော့က voltage ကို voltage လို့မခေါ်ဘူး။ဘာလို့ခေါ်လဲဆိုရင် electromotive force electromotive force လို့ခေါ်တယ်ဟုတ်တယ်။ Okay နော် electromotive force နောက်တစ်ခုကတော့ electric potential difference နှစ်မျိုးခေါ်တယ်။နော်နောက်တစ်ခုက electromotive force EMF လို့လည်းခေါ်တယ်။အဲ့တော့အဲ့ဒုတိယနာမည်ကိုပိုတော့ဆင်ပြေသေးတယ်နော်။ဒုတိယနာမည်မှာဗာပြောထားလဲဆိုရင်သူက force တစ်မျိုးလို့ပြောထားတယ်။ Okay ပထမနာမည်မှာလည်းပြောထားတယ်နောက်ဆုံးစလုံးကအရေးကြီးတယ် potential difference ဒီနော်မတူညီမှုနော်အဲ့တော့ကျွန်တော်တို့တွေ voltage ကိုတိုင်းတာတဲ့အခါမှာ voltage ကိုတိုင်းတာတဲ့အခါမှာဘယ်လိုမျိုးတိုင်းရလဲဆိုလို့ရှိရင် point တစ်ခုနဲ့နောက်ထပ် point တစ်ခုကြားရဲက difference ပေါ့နော် voltage difference ကိုတိုင်းတာလေးရှိတယ်အဲ့ဒါကိုမှ voltage ဆိုပြီးတော့သတ်မှတ်တယ်Okay အဲ့တော့ဥပမာအခုဒီ Arduino board တို့ဘာလို့တွေမှာဆိုလို့ရှိရင် common အနေနဲ့တနည်းအားဖြင့်0 volt အနေနဲ့ယူလိုက်တဲ့ point လေးကို ground ဆိုပြီးတော့မှခေါ်ကြတယ်အဲ့တော့တခြား voltage တွေတခြား point တွေမှာရှိနေတဲ့ potential electric potential ကိုတိုင်းနေတယ်ဆိုရင်သူနဲ့ရဲ့ဂျားတွေကဘယ်လောက်ကွာခြားသလဲဆိုတဲ့ဥစ္စာကိုတိုင်းတယ်ဟုတ်ပြီနော်အဲ့တော့ဟုတ်ပြီ electric potential ဆိုတာဘာလဲelectric potential ဆိုတာဘာနဲ့တူလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုစဉ်းစားကြည့်အောင်เนาะတောင်ကုန်းလေးတစ်ခုရှိမယ်နောက်တစ်နေရာကကြတော့ဂျိုင်လေးပေါ့เนาะဒီထိပ်မှာရေကန်တကန်ရှိတယ်โอเคဟိုတောင်မြေဒါမြေပြင်နေရာโอเคเนาะ ground level မှာလည်းပဲနောက်ထပ်ရေကန်တကန်ရှိတယ်ဆိုတော့ဒီ point နေရာရေကန်နေပေါ့โอเคသူတို့ကိုရေပိုက်တွေနဲ့ဆက်ထားတယ်ဒါဆိုရင်ဒီပိုက်မှာအလယ်မှာအပိတ်ဖွင့်လုပ်လို့ရတဲ့ tab ကလေးရှိတယ်โอเคเนาะအဲ့တော့ရေပိုက်ရောလုံးဝပိတ်ထားမယ်ဆိုလို့ရှိရင်ထားပါတော့ရေပိုက်ပိတ်ထားသည်ဖြစ်စေဖွင့်ထားသည်ဖြစ်စေအပေါ်မှာရှိနေတဲ့ရေစီးဒီအောက်ကိုစီးသွားခြင်းလိမ့်မယ်အမြင်ဒီနော်ဒီရေနဲ့မြေပြင်ပေါ်မှာရှိတဲ့အမြင့်နဲ့အကွာအဝေးပို့ပြီးတော့များလေဒီရေမှာရှိနေတဲ့အောက်ကိုစီးခြင်းနဲ့ potential ကလည်းပို့ပြီးတော့များလေပဲအဲ့တော့မြေပြင်နဲ့ဒီ ground ပေါ့နော် ground နဲ့ point A ရဲ့အကွာအဝေးအမြင့်အဲ့ကောင်ဒီ voltage ပဲဟုတ်ပြီနော်အဲ့တော့ဒီ potential ကပို့ပြီးတော့မှမြင့်လေတနည်းအားဖြင့် ground ထက်ပို့ပြီးတော့မှမြင့်လေသူ့ရဲ့ potential ဒီပိုမြင့်တာဖြစ်တဲ့ကြောင့်မလို့သူဒီ ground စီကိုရေပို့ပြီးတော့စီးခြင်းလေပဲသူတော့ပိုနှိမ့်နေစီကိုသူအမြဲတမ်းစီးမှာဟုတ်ပြီဒါဆိုရင် current ကကြတော့ဘာနဲ့တူလဲဆိုတော့ဒီ pipe ကိုကျွန်တော်တို့ကဒီမှာအပိတ်အဖွင့်လုံးနိုင်တဲ့ tab လေးနဲ့ပိတ်ထားတယ်အဲ့တော့သူ့ရဲ့ဘယ်လောက်ထိပိတ်နေသလဲဆိုတာကနေပြီးတော့မှဒီထဲမှာစီးဆင်းသွားမဲ့ရေပမာဏကိုဆုံးဖြတ်ပြီးတယ်တစ်စက္ကန့်အတွင်းမှာထားပါတော့ရေ5 gallon 5 liter per second လောက်စီးရဆိုရင်ဒါဒီသူကစီးဆင်းနေတဲ့ current ပဲပေါ့နော်အဲ့တော့ဒီထဲမှာစီးဆင်းနေတဲ့ရေပမာဏဒီ amount of current ရဲ့ဒီနေတာက I နောက်ဆုံးတစ်ခုကတော့အခုဒီ tab လေးဒီ tab ကတေးသေးလေးပဲပိတ်နေရဆိုလို့ရှိရင်
ရေဒီများစီးလိမ့်မယ်ဒီတက်ကအများကြီးပိတ်နေရဆိုလို့ရှိရင်ရေကနည်းနည်းလေးပဲစီးလိမ့်မယ်အဲ့တော့ဒီတက်တာဘာနဲ့တော့တူနေလဲဆိုတော့ R နဲ့တူတယ် resistor နဲ့တူတယ် resistor အများကြီး infinitely များနေမယ်ဆိုရင်ဥပမာဝါယာကြိုးနှစ်ချောင်းကလုံးဝမဆက်နေဘူးဆိုရင်ဒီ current ဒီမစီးနိုင်တော့တလောက်ပဲဒီနော်ဝါယာကြိုးနှစ်ချောင်းကဆက်နေရဲဒါပေမဲ့သူ့ရဲ့ဂျားထဲမှာတော်တော်ကိုပူဝါဖြစ်တဲ့ conductor ဒါမှမဟုတ်လို့ရှင်လဲ insulator ခံထားတယ်အဲ့လိုဆိုလို့ရှိရင်သူဒီအပြည့်အဝမစီးနိုင်ဘူးဒီနော်ကျွန်တော်တို့ပိုက်ထဲမှာတစ်ခုခုတစ်ဆို့သွားသလိုမျိုးပေါ့အဲ့လိုမျိုးဖြစ်သွားသလိုမျိုးဒါမှမဟုတ်ရင်လည်းတက်ကိုတဝက်တစ်ပြက်လောက်ပိတ်လိုက်သလိုမျိုးဖြစ်ပြီးတော့မှရေစီးစင်းတဲ့နှုံးကိုလျော့သွားစေလိမ့်မယ်အဲ့လိုဆိုရင်သူ့မှာစီးတဲ့ current တွေလည်းနည်းသွားမယ်တကယ်လို့ဒီ pipe ကအရွယ်အစားပိုက်ရဲ့အရွယ်အစားကလည်းပိုက်ကတိတိလေးဆိုလို့ရှိရင် current နည်းနည်းလေးပဲစီးနိုင်တယ်โอเคနော်ဥပမာ wire ကြိုးတိတိလေးသုံးတယ်ဆိုရင် current နည်းနည်းပဲစီးနိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ wire ကြိုးကကြီးပဲ infinitely ကြီးမယ်ဆိုရင်အပေါ်မှာရှိတဲ့အကုန်လုံးရေအကုန်လုံးဒီချက်ချင်းကိုပဲအကုန်လုံးစီးသွားလိမ့်မယ် ground စီကိုအနည်းဆုံးစီကိုစီးသွားလိမ့်မယ်ဒါပေမဲ့ ground နဲ့ပို့ပြီးတော့နှိမ့်တဲ့နေရာမှာရှိနေတဲ့ရေကန်အတွက်ကြတော့ ground မှာရောက်နေတဲ့ electric charge ဒီနော်နောက်ထပ်စကလုံးတစ်ခုထပ်ပေါ်တိုးလာပြန်ပြီဒါပေမဲ့အဲ့ဒါတော့လောလောဆယ်ခေါင်းထဲမှာမထည့်ပါနဲ့တော့ electric charge ဆိုတာစီးစင်းနေတဲ့အတွင်းထဲကရေတွေလို့ပဲသဘောထားလိုက်မယ် current ဒီတစ်စက္ကန့်မှာ charge ပေါင်းဘယ်လောက်စီးသလဲဆိုတာကိုပြောတယ် voltage ဒီအဲ့ဒီ charge တွေကဘယ်လောက်စီးဆင်းခြင်းနေတယ်လဲတနည်းအားဖြင့်တော့အမြင့်ဘယ်လောက်အမြင့်ကြီးကိုရောက်နေလဲဘယ်လောက်အမြင့်ညနေအောက်ပြုတ်ကျလာခြင်းလဲအဲ့ဒီဥစ္စာဒီ voltage နော်အဲ့ဒီမှာရှိတဲ့ charge တွေဒီသူ့တဲ့နှိမ့်တဲ့ potential ကိုတွေ့မယ်ဆိုလို့ရှိရင်သူ့တဲ့ potential နှိမ့်တဲ့နေရာနဲ့ဆက်လိုက်မယ်ဆိုရင်ထပ်ပြီးတော့စီးသွားမှာပဲအဲ့တော့အခုကျတော့ကျွန်တော်တို့ reference လုပ်တဲ့0ထက်ကိုပို့ပြီးတော့နည်းတဲ့တန်ဖိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ကို negative voltage နဲ့ပြတယ်အဲ့တော့ negative voltage ဆိုတာပမာဏအားဖြင့် okay နော် absolute value အနေနဲ့တန်ဖိုးနည်းနေရမဟုတ်ဘူး0ထက်ပို့ပြီးတော့နည်းနေရမဟုတ်ဘူးအဲ့ဒီစာ0 potential လို့ကျွန်တော်တို့သတ်မှတ်လိုက်တဲ့ဒီ common ground ထက်ပို့ပြီးတော့မှနှိမ့်တဲ့ electric potential အားဖြင့်ပို့ပြီးတော့နှိမ့်တဲ့နေရာမှာရှိနေလို့သူတို့တွေကို negative potential negative voltage ဆိုပြီးတော့သုံးလို့ရတယ်။ရမယ်နော်အဲ့တော့ပြန်ပြောရမယ်ဆိုရင်ရေနဲ့ပဲဥပမာပေးရမယ်ဆိုလို့ရှိရင်ဒီတောင်ပေါ်ကနေပြီးတော့မှရေမြောင်းပဲဖြစ်စေရေပိုက်ကနေပဲဖြစ်စေစီးဆင်းနေတဲ့တစ်စက္ကန့်မှာရေဘယ်လောက်ဘယ်နှဂါလန်စီးရတစ်စက္ကန့်မှာရေဘယ်နှလီတာစီးရဆိုတော့အဲ့ဒီစီးဆင်းတဲ့ပမာဏဒီဒီနေ့အချင်းဝါယာကြိုးတစ်ချောင်းအတွင်းမှာ conductor တစ်ခုအတွင်းမှာစီးဆင်းနေတဲ့လျှက်စစ်ပမာဏဒီ current ကိုပြောတယ်အဲ့ဒီလျှက်စစ်ပမာဏကိုနောက်ကနေတွန်းပို့ပေးနေတဲ့အရာ potential difference ဒါမှမဟုတ်ရင် electromotive force အဲ့လိုမျိုးတွန်းနေတဲ့တွန်းအားဒီ voltage ဘာကြောင့်မလို့ negative voltage တွေ negative current တွေရှိရတယ်လဲဆိုရင်ကျွန်တော်တို့ကကဘာကြီးရဲ့ potential ကို0လို့အမြဲတမ်းယူဆတယ်ဘာလို့လဲဆိုတော့ကဘာကြီးကဝါယာကြိုးတစ်ခုအနေနဲ့ကြည့်လိုက်မယ်ဆိုရင်အင်မတန်ကိုကြီးမားတဲ့ဝါယာကြိုးကြီးအဲ့တော့မြေကြီးဒီ poor conductor ဖြစ်ပေမဲ့သူ့ရဲ့အရွယ်အစားကြီးကကြီးမားလုံးတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ potential ဒီဘယ်နေရာမှာပဲတိုင်းလိုက်သူ့ရဲ့ potential က0လို့ယူဆလိုက်ပြီးတော့မှ ground ဆိုတာတကယ်ကို literally ground ကနေလာတာမြေပြင်စစကလုံးကနေလာတာဒီနော်အဲ့တော့အဲ့လိုမျိုးယူဆလိုက်တဲ့ကြောင့်မလို့ ground ရဲ့ potential ကို0လို့သတ်မှတ်လိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ electronic circuit တွေမှာလည်းပဲ reference ယူရမယ် common point တစ်ခုကို voltage ကိုတိုင်းဖို့အတွက် common point တစ်ခုလိုလာလို့သတ်မှတ်ရတဲ့အခါမှာဒီ point ကတော့ ground အဖြစ်သတ်မှတ်လိုက်မယ်အဲ့တော့ဒီ point ကို0 volt လို့ယူဆလိုက်မယ်ဒီနော်အဲ့တော့ potential ဒီပြန်ပြောရမယ်ဆိုရင် potential ဒီသူ့မှာပမာဏနည်းတယ်များတယ်အဲ့လိုမျိုးဆိုတာတဲ့ဒီ0 point နဲ့ဘယ်လောက်กว่าတယ်0 point နဲ့ positively กว่าသလားဒါမှမဟုတ်0 point ထက်ပိုပြီးနည်းသလား negatively กว่าလားအဲ့လိုမျိုးပဲရှိလိမ့်မယ်ရမလားမသိဘူးတော့ voltage နဲ့ current နဲ့ပတ်သက်ပြီးတော့မရှင်းတာများရှိသေးလားဒီပန်နဲ့ရေးရတယ်လေရေးရပူပူပြီးတော့အစကတည်းကမလှရလေရေးရပူပူပြီးတော့စုံနေဆိုတော့ potential เนาะ potential မဟုတ်
BONDNDIAL potential difference okay เนาะဒါဆိုရင်နားလည်ပြီလို့ထင်ပါတယ်เนาะမမပြန်မေးရမရှိဘူးဆိုတော့အဲ့ဒီတော့စောစောတုန်းက AC ရ DC တွေကိုသွားရအောင် okay အဲ့တော့ဒီမှာပြန်ပြောရမယ်ဆိုရင် AC တို့ DC တို့မှာ current ဆိုတဲ့စကားလုံးကိုသုံးနေပေမဲ့ okay เนาะ C ဆိုပြီးတော့မှ current ဆိုတဲ့စကားလုံးကိုသုံးနေပေမဲ့အခုပြောနေရသည် voltage တွေပဲအဲ့တော့ current ဆိုတာသူ့ဟာသူနာမည်ထဲမှာပဲပါနေရ DC volt ဆိုတာဒီ voltage ကိုပဲပြောတာ direct voltage ပဲ okay เนาะပြောင်းလဲမှုမရှိတဲ့ voltage ပဲအဲ့တော့သူ့ကို graph ဆွဲလိုက်လို့ရှိရင်ဒီလိုမျိုးမြင်းဖြောင်းလေးရလိမ့်မယ်okay အဲ့လိုမဟုတ်ဘဲနဲ့ dynamo တို့ဒီဟိုတို့ကနေပြီးတော့မှ generator တို့ကနေပြီးတော့ထွက်လာတဲ့ voltage ကကြတော့ AC voltage လို့ခေါ်တယ်။ okay เนาะသူက AC voltage လို့ဘာဖြစ်လို့ဖြစ်နေလဲဆိုရင် dynamo လို့ပုံသင်ကြည့်အောင် dynamo မဟုတ်ဘူး induced current induced EMF ရပုံကျွန်တော်တို့ဒီမှာတန်လိုက်တုံးရှိမယ်အဲ့တန်လိုက်တုံးနားမှာelectric coil ကလေးရှိနေတယ် okay အဲ့ coil လေးကသူ့ရဲ့အနားမှာလည်နေတယ်လည်နေရဆိုတော့ဒါဆိုရင်ဒီ coil နဲ့ကို induce current ဝင်လာပြီ okay เนาะအဲ့တော့အဲ့ဒီဥစ္စာကိုအပေါ်စီး view ကနေကြည့်အောင်ဆိုတော့ဒီမှာတန်လိုက်တုံးရှိမယ်ကွိုင်ကိုလည်းမျက်စိထဲမှာမြင်အောင်လို့4000တုံးလေးပဲဆွဲလိုက်မယ်နော်အဲ့ကွိုင်ကလေးကဒီလိုလင်းနေတယ်ဒါဆိုရင်အခုဒီအချိန်นี้နော်တကယ်လို့ဒါအဲ့လင်းနေရဲ့ဥစ္စာကို3နေရာလောက်ပေါ့နော်ဒီလိုဖြစ်တဲ့အချိန်ဖြစ်မယ်ဒီလိုဖြစ်တဲ့အချိန်ဖြစ်မယ်ဒါမှမဟုတ်ရင်ဟိုဘက်ကိုလေလာပြီးတော့ပြောင်းပြန်ဖြစ်တဲ့အချိန်လည်းဖြစ်လိမ့်မယ်အဲ့တော့ ဒီလိုမျိုးလေးပုံစံမျိုးဖြစ်နေနိုင်တယ်ဟုတ်ပြီနော်အဲ့တော့ဒီ coin နဲ့တန်လိုက်တုံးနဲ့အဝေးဆုံးအချိန်นี้ဒီဘက်ထိပ်နဲ့အဝေးဆုံးအချိန်นี้ဒီဘက်ထိပ်နဲ့ကြတော့အနီးဆုံးဖြစ်နေတယ်နော်အဲ့တော့ကျွန်တော်တို့ကတကယ်လို့ voltage ကတစ်ဖက်ကနေပဲကြည့်မယ်ဆိုလို့ရှိရင်အလဲတဲ့မှာနှစ်ဖက်စလုံးညီနေတဲ့အချိန်မှာ point နှစ်ခုကြားတွေက potential difference 0ဖြစ်လိမ့်မယ် okay အဲ့လိုမျိုးနဲ့သွားလိုက်တာတဖြည်းဖြည်းချင်းနဲ့ဒီဘက်ကပို့ပြီးတော့နီးလာတယ်ဒီဘက်ကပို့ပြီးတော့ sorry ဒီကနေဒီဘက်ကပို့ပြီးတော့နီးလာတယ်ဒီဘက်ကပို့ပြီးတော့ဝေးသွားတယ်ဟုတ်တယ်နော်အဲ့တော့ point တစ်ခုတည်းကိုပဲယူလိုက်မယ်နော်ကျန်တဲ့တစ်ခုကို0လို့0အဖြစ်နဲ့ reference အဖြစ်နဲ့ယူလိုက်တဲ့အခါမှာတဖြည်းဖြည်းချင်းနဲ့ voltage တန်ဖိုးကြီးတက်လာတယ်ဘယ်လိုပုံစံလေးလဲဆိုရင်ဒီလိုမျိုးလေး curve ပုံစံလေးနဲ့တက်လာတယ်နောက်ဆုံးမှာသူနဲ့အနည်းဆုံးဖြစ်သွားပြီတော့သူနဲ့အဝေးဆုံးကိုရောက်သွားပြီဒီချိန်လေးပေါ့ပြီးတော့ရင်ပြောင်းပြန်သွားတယ်ပြီးတော့နှစ်ခုလုံးတူသွားတယ်အခုကျတော့စောစောတုန်းကနေပြောင်းပြန်အဲ့တော့လျှက်စစ်စီကြောင်းလေးဒီအပေါ်တက်လိုက်အောက်ဆင်းလိုက်အပေါ်တက်လိုက်အောက်ဆင်းလိုက်ပုံစံမျိုးလေးတနည်းအားဖြင့်တော့သူဒီ sinusoidal wave လို့ခေါ်တဲ့ sine wave ပုံစံလေးဖြစ်နေတယ်โอเคနော်အဲ့လိုမျိုးလျှက်စစ်ကို AC လို့ခေါ်တယ် AC current AC voltage ပေါ့နော်ခုတော့ဒီမှာ voltage ကိုပဲပြောနေရမယ်လို့ AC voltage လို့ခေါ်တယ်ပေါ့အဲ့တော့ AC voltage ရဲ့ပုံစံကို graph လေးဆွဲလိုက်ရင်ဒီလိုမျိုးလေးဒါက coin တစ်ခုတည်းကိုသုံးထားတဲ့အချိန်မှာဒါပေမဲ့ coin တစ်ခုတည်းကိုသုံးမဲ့အစား coin 3ခုကိုဒါတစ်ပြိုင်တည်းသုံးမယ်ဆိုရင် okay ပုံကပို့ပြီးဆိုသွားရင်အစားနဲ့ပြန်ဆွဲလိုက်ကြအောင် okay တန်းလိုက်တော့ရှိမယ်ဒီတစ်ခေါက်ကျတော့ coin ကအစကတည်းက3ခု
โอเคเนาะ coin လေးက3ခုတစ်ခါရေးတက်ထားတယ်အဲ့တော့ဒီ wire ကြိုးကဒီချိန်မှာရှိတဲ့အချိန်မှာစောစောတုန်းကလိုမျိုးပဲဒီเนาะအစိမ်းရောင်အတွက်ကဒီလိုမျိုးသွားတယ်ဆိုရင်ဒီ coin ကကြတော့သူ့ရဲ့နောက်ကို120 degree လောက်နောက်ကျပြီးမှလာလိမ့်မယ်ဆိုတော့ဒီလိုမျိုး wave လေးဖြစ်နေမယ်နောက်ဆုံး coin นี้နောက်ထပ်120 degree ထပ်ပြီးတော့နောက်ကျပြီးတော့မှဒီလိုမျိုးလာတယ်ရပြီเนาะအဲ့တော့ဒီလို signal ကို3ခုစလုံးတစ်ပြိုင်တည်းသုံးတဲ့ဥစ္စာကို3 phase system လို့ခေါ်တယ်အဲ့လိုလုပ်လိုက်ခြင်းအပြင်ကျွန်တော်တို့ classic ကိုထုတ်တဲ့အခါမှာဒီတန်လိုက်တုံးအတွက်3စနေရာ3စတက်တာသွားတာပေါ့နော်3ပုံတုံတက်တာသွားတယ်ဒီပြိုင်ထဲမှာ3စလောက်ပုံများတဲ့ power ကိုထုတ်နိုင်ပြီးတော့မှနေရာယူတဲ့ဥစ္စာအများကြီးတက်တာသွားတော့ဒီတန်အားပေးစက်ရုံတွေအကုန်လုံးဒီ3 phase system ကိုပဲထုတ်တယ်အဲ့တော့စက်ရုံတွေမှာသုံးနေတော့မဟုတ်ရင်အိမ်တွေမှာ power meter တွေတက်ထားရဲဆိုလို့ရှိရင် wire ကြိုး4ချောင်းလာတယ်3 phase က phase ကြိုး3ချောင်းနဲ့ neutral 0 volt ပဲဆိုပါတော့เนาะ neutral ကြိုး1ချောင်းနဲ့အဲ့တော့အဲ့ဒါက3 phase system အဲ့တော့အခုဒီမှာ coin ကလေး3ခုနဲ့120 degree စီချတဲ့ဥစ္စာကို120 degree ချတဲ့ signal ပေးရတဲ့ပုံစံကဟိုးစစချင်းတုန်းကပြောခဲ့တဲ့ brushless motor ရဲ့ low at တဲ့ signal ပုံစံနဲ့တွားပြီးတော့တူနေတယ်โอเคเนาะဒါကြောင့်မို့လို့ဒီ BLDC motor ရဲ့အလုံးလုံးပုံကြီး3 phase motor နဲ့တော်တော်လေးနီးစပ်တယ်လို့ပြောလို့ရတယ်โอเคเนาะ BLDC ကိုပေးရတဲ့ signal က3 phase နဲ့တော်တော်လေးနီးစပ်တယ်ဟုတ်ပြီဒါဆိုရင်โอเคเนาะဒါမလို့တော့တေးကြတာတော့ Arduino က3 phase signal မထုတ်ပေးနိုင်ဘူးโอเคเนาะ DC ပဲထုတ်နိုင်တာနောက်ပြီးတော့ထုံးစံတိုင်းပဲ motor ဒီ coin ပါတဲ့ပစ္စည်းတွေ inductive load တွေဒါဆိုရင်သူရဲ့ current ဆွဲတာများတဲ့အတွက် Arduino ကနေလိုအပ်တဲ့ current ကို support လုပ်နိုင်မှာမဟုတ်ဘူးအဲ့ဒီအတွက်ဒီ power conversion circuit တခုကတော့လိုအပ်တယ်ဟုတ်ပြီเนาะအဲ့တော့အဲ့ဒါကိုဘာနဲ့သုံးလဲဆိုရင်ဒီ ESC လို့ခေါ်တဲ့ electronic speed controller နဲ့သုံးတယ်အဲ့တော့ ESC တွေမှာ power အတွက်ကြိုးကြီးကြီးနှစ်ချောင်းရယ်ပြီးလို့ရှိရင် signal အတွက်ကြတော့ကျိုး3ချောင်းပူးလေးโอเคเนาะအညိုရယ်ဆို wire ကြိုးတွေကအညိုတော့မဟုတ်အနက်ပေါ့เนาะ brown တော့မဟုတ် black ပြီးရင် red ပြီးရင် yellow အဲ့လိုမျိုးအစီအစဉ်လေးနဲ့ကြိုးဒီ input signal အတွက်ကြိုး3ချောင်းပါလိမ့်မယ် output ကတော့ ABC လို့ပဲရေးထားတယ် coin 3ခုကိုထိန်းဖို့အဲ့တော့သူ့ကိုဘယ်လိုမျိုးထုတ်ပေးရမလဲဆိုရင် ESC အတွက်တီးတဲ့ library မလိုအပ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီမှာသုံးတဲ့ signal က servo motor တော့ကသုံးတဲ့ signal နဲ့အတူတူပဲ PPM ကိုပဲသုံးတယ်ဒီအဲ့တော့ library ရေးတဲ့အခါမှာလည်း servo library ရေးလိုက်ရုံပဲ okay servo library ယူသုံးပြီးတော့မှ servo.write လိုမျိုးနဲ့သုံးလိုက်ရုံပဲ okay เนาะလွယ်လွယ်လေးပါအဲ့တော့ဒီ servo.write နဲ့ ESC ကိုမောင်းလို့ရတယ် ESC က BLDC ကိုပြန်ပြီးတော့မောင်းမိလိမ့်မယ်ရမယ်เนาะဒါပေမဲ့ servo.write ကိုရေးလို့ရှိရင်အရင်တော့ degree တွေနဲ့ရေးခဲ့တယ်လေ degree 0တို့0 to 180 degree နဲ့ရေးခဲ့တယ်အခုတော့အဲ့လိုမျိုးမရေးတော့ဘူးအဲ့အစားသူ့ရဲ့ဘလောက် microsecond ဘလောက် millisecond မှာဒီ PPM signal ကိုပြောင်းလဲမယ်ဆိုတဲ့ဥစ္စာကိုဓာတ်ရိုက်ရေးလိုက်ကြမယ်โอเคเนาะအဲ့ဒါလေးတော့ကြည့်အောင်
လုံးနေဒီတော့အဲ့တော့ servo ပဲသုံးမယ်ဆိုတော့ servo အတွက်ကို servo library ပဲခေါ်လိုက်မယ်ပြီးရင်ထုံးစံတိုင်းပဲ servo object တစ်ခုတည်ဆောက်ကြမယ်အခုတော့မှ ESC လို့နာမည်ပေးလိုက်တာပေါ့နော်ပြီးရင်အဲ့ ESC ပင်မှာတက်ထားလဲဆိုတာကိုကြေညာပေးမယ် setup ထင်ပါမပင်တိုင်းမှာတက်ထားဆိုရင်ပင်တိုင်းမှာနော်Okay အခုကတော့ကိုသုံးမဲ့ model ရဲ့ spec sheet ကိုဖတ်ဖို့လိုလာပြီတနည်းအားဖြင့်တော့ data sheet ပေါ့နော်ဆိုတော့ ppm signal ကOkay 1000ကနေ2000 microsecond လောက်အထိအဲ့လောက်ထိလုပ်ဖို့လိုလာပြီဆိုတော့ကျွန်တော်တို့အရင်တုန်းက servo အတွက်ကိုရေးတုန်းက servo 180 degree တို့ servo 90 degree တို့ဆိုတာဒီအဲ့ဒီ servo အမျိုးအစားအတွက်လိုအပ်တဲ့ ppm signal ကိုအချိန်နဲ့ရေးပေးလိုက်တာပဲ Okay เนาะအဲ့တော့အခုတော့အချိန်နဲ့ရေးလို့မရတော့ဒါပေမဲ့69%လောက်အတူတူပါပဲเนาะ90%လောက်တော့ESC နဲ့ motor တွေဒီတူတူပဲသုံးတယ်အဲ့တော့ဘယ်လောက်ဖြစ်မလဲဆိုရင်သူ့ကို speed control ကိုကျွန်တော်တို့ဟိုကနေလုပ်လိုက်မယ်အဲ့ potentiometer နဲ့ okay เนาะအဲ့တော့original sensor value ဒီ1000ကနေ1023ထိအဲ့ဒါကိုဘယ်လောက်ပြောင်းလိုက်မလဲဆိုရင် sorry 0ကနေ1023ထိအဲ့ဒါကို1000ကနေ2000ထိပြောင်းလိုက်မယ်ပြီးရင်တခုကြာပါဒီမှာ sensor value ကိုဖတ်ကြည့်ဖို့လိုတယ်เนาะအဲ့တော့serial monitor နဲ့ယူလိုက်မယ်ပြီးရင်sensor value ကို output ထုတ်ပေးလိုက်မယ်။ဘာလို့ဖို့အတွက်လဲဆိုရင် motor ကို control လုပ်တဲ့အခါမှာဘလောက်နံပါတ်ဘလောက်ရအောင်စလဲတယ်လဲဆိုတာနဲ့ဘလောက်မှာအမြန်ဆုံးလဲလဲဆိုတာနဲ့ကိုကြည့်ဖို့အတွက်
ဘယ်လောက်ထိပဲလဲတယ်လဲပေါ့နော်သူရဲ့ upper limit နဲ့ lower limit ကိုသိချင်တော့ပြီးရင်တော့ my esc.write microseconds okay write microseconds ဆိုလုပ်ပြီးတော့မှ sensor value ကိုရေးပေးလိုက်မယ်ဒါဆိုရင် potentiometer နဲ့ဒီ motor ထိန်းတဲ့ဥစ္စာကိုလုပ်လို့ရသွားပြီ okay အဲ့လိုမျိုးလုပ်တဲ့အခါမှာဒီ ESC ကို power ပေးပြီးတော့မှ motor ရင်းနဲ့ချိန်ထားပြီးတော့မှ ESC ကို power ပေးလိုက်လို့ရှိရင် motor ကအတန်လေးတစ်ခုမြည်လာရမယ်ဒီနော်တီတီဆိုပြီးတော့အဲ့လိုအတန်လေးတစ်ခုမြည်လာရမယ်ခဏကြာလို့ရှိရင်ဗီဒီယိုလေးကြာမယ်အဲ့ဒါဘာလုပ်တာလဲဆိုရင် तू ကဒီသူ့ရဲ့ frequency အလိုက်ပေါ့နော် motor ကလိုက်ပြီးတော့မှ तू ပေးရဲ့ frequency အလိုက် motor လိုက်ပြီးတော့လှုပ်ရှားသလားမလှုပ်ရှားဘူးလားဆိုတော့ synchronize လုပ်ဖို့အတွက် ESC နဲ့ motor နဲ့ဂျားထဲမှာ communicate လုပ်လိုက်တာပေါ့နော်ချိတ်ဆက်လိုက်တာအဲ့တော့အတန်ထွက်လာတာအဲ့ဒီ motor ရဲ့ coil နေနဲ့ဒီ motor လှုပ်ရှားတဲ့ဟာကနေပြီးတော့အတန်ထွက်လာဒါပေမဲ့တီးလုံးတန်လိုမျိုးလေးထွက်လာလိမ့်မယ်အဲ့တော့အဲ့လိုထွက်လာပြီဆိုတော့မှစပြီးတော့မှဒီ motor ကို Arduino နဲ့ control လုပ်လို့ရလိမ့်မယ်ဒီเนาะအခုလေးကြည့်အောင် sorry Hey guys, welcome to motor. This motor using following components: Arduino Uno. Let's make a connection as per circuit diagram. Connect plus 5. See how we can ဒီเนาะ demo ပဲတားလိုက်တော့မယ်เนาะအချိန်ကြာပါဆိုလို့ to ESC now. That's it. Let's see how it works. โอเคเนาะအဲ့အတန်လေးညီလာလိမ့်မယ်ဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဒါဒီ Arduino ESC နဲ့ဒီ BLDC နဲ့ချိတ်ဆက်ပြီးသွားပြီဆိုတဲ့အတိတ်ပဲโอเคเนาะပြန်ကြပါမယ် That's it. Let's see how it works. Now you know to yield like the Set a function, attach servo mode C. Set PWM signal to maximum value, then connect LiPo battery. It will emit musical tone followed by 2 beeps. After that, set PWM signal as minimum. This will emit the number of beeps equal to the number of cells of LiPo battery. Okay. အဲ့တော့ calibrate လုပ်ဖို့အတွက်ကိုအရင်ဆုံးမလုပ်ပြရအောင်လဲဆိုရင်2000 microsecond နဲ့1000 microsecond ဒါကြောင့်မလို့စောစောတုန်းကကျွန်တော် program ရေးလိုက်တော့ကအဲ့နှစ်ခုထားပေးတာဆိုတော့ तू ကအနည်းဆုံးနဲ့အများဆုံးနဲ့ကိုအရင်ဆုံးပို့ပေးလိုက်ပါတော့အဲ့တော့စစ်သားချင်းအများဆုံးကိုပို့မယ်ပြီးလို့ရှိရင် battery တက်ပြီးသွားလို့ရှိရင် beep လာပြီဆိုလို့ရှိရင်အနည်းဆုံးပြန်ပို့လိုက်ဒါဆိုရင် तू ဒီနောက်ထပ် beep လေး3ခုထပ်နေလာလိမ့်မယ် okay ဒါဆိုရင်ဒီ
ESC နဲ့ motor နဲ့စပြီးတော့ချိတ်ဆက်မိသွားပြီအဲ့တော့ကျမှ Arduino နဲ့ထိန်းလို့ရသွားပြီပေါ့နော်အဲ့တော့ program ရေးရတာတော့လွယ်လွယ်လေးပဲ servo ရဲ့ library ကိုပဲသုံးလိုက်ရုံပဲ1000ဆိုရင်အနည်းဆုံးလဲလိမ့်မယ်ဒါပေမဲ့ motor တစ်ခုနဲ့တစ်ခုနဲ့မတူတဲ့အတွက်ကြောင့်မလို့တချို့က1200လောက်မှစလဲတယ်တချို့က1000လောက်တချို့က1000နဲ့စလဲတယ်ပေါ့နော်အများဆုံးအနေနဲ့တော့2000တိလဲလိမ့်မယ် Okay ESC ကိုအလွယ်တကူမရှိလို့နောက်ထပ်စမ်းနေတယ်ဆိုရင် ESC ကတော့လိုတယ်မှားလို့ BLDC အလွယ်တကူမရှိလို့နောက်ထပ်စမ်းနေတယ်ဆိုရင် hard disk တွေထဲမှာသုံးထားတဲ့ motor ကလည်း BLDC motor ပဲဒီနော်အဲ့တော့ဥပမာ laptop အဟောင်းတို့ computer အဟောင်းတို့တွေမှာ hard disk ကွဲနေတဲ့ hard disk တွေပါတယ်ရခဲ့လို့ရှိရင်ဖြုတ်ပြီးတော့မှအဲ့ထက်ကဒီ motor လေးအလဲရောက် motor လေးကိုထုတ်ပြီးတော့မှ BLDC ဖြစ်နေသုံးလို့ရတယ်မနေ့ကတခုပြောကြအောင်ကျွန်တော်ကွန်ပျူတာမှာသုံးတဲ့ CD drive တို့ DVD drive တို့တွေမြန်မာပြည်မှာဆိုအဟောင်းတိုင်းတွေမှာအရန်ဝယ်လို့လွယ်တယ်အဲ့ထဲမှာပါတဲ့ motor ကဟောနော် stepper motor နော်ဒီ1000ရတယ်မနေ့ကနမူနာပြတဲ့ stepper motor တေးသေးလေးထက်ပိုသေးပြီးတော့မှပိုပြီးတော့ကောင်းတယ်ဒီ stepper motor ထက်အရွယ်အားဖြင့်ပိုသေးတယ်ဒါပေမဲ့ quality ပိုကောင်းတယ်ပြီးတော့သူက unipolar မဟုတ်တော့ bipolar တွေနော်အဲ့ကောင်လေးတွေနဲ့ပစ္စည်းလေးတွေလုပ်လို့ရတယ်တကယ်လို့ပစ္စည်းတွေကိုအများနဲ့မဝယ်ခြင်းမူရှိတဲ့ဟာကိုသုံးနေတယ်ဆိုလို့ရှိရင်ဒီကွန်ပျူတာပစ္စည်းအဟောင်းတွေကနေထုတ်လို့ရတာတွေအများကြီးပဲ printer ကနေပြီးတော့မှဘာတွေထုတ်လို့ရလဲဆိုရင်ဒီ linear ဟောပေါ့ဘာခေါ်လဲကျွန်တော်တို့ inkjet printer တွေကနေပြီးတော့မှ linear movement အတွက်အဲ့မှာ sensor ရော motor တွေရော mechanism ရောအကုန်လုံးယူလို့ရတယ်နောက်ပြီးတော့ stepper motor လိုချင်လို့ရှိရင် stepper motor အတွက်ကြတော့ဘယ်ကနေယူလို့ရလဲဆိုရင်စောစောပြောခဲ့တဲ့ DVD drive တို့ CD drive တို့သူက computer drive တွေမှာပဲပါတယ်ဒီ TV မှာတက်ပြီးတော့ကြည့်တဲ့ DVD player တွေမှာကြတော့အဲ့ stepper motor မသုံးထားဘူးကျွန်တော်အဲ့ဒါလေးတစ်ခုပြပေးမယ်ဒီ motor လေးသူ့မှာ wire ၄ချောင်းပဲအဲ့တော့stepper motor controller နဲ့သူ့ကိုထိန်းလို့ရတယ်တချို့တွေဒီဟွာလေးနဲ့ CD drive အဟောင်းလေးနှစ်ခုနဲ့ CNC machine လိုမျိုးလေးဘောပန်လေးနဲ့တက်ပြီးတော့မှ writing board လေးတွေလုပ်ကြတယ်ပိုက်ဒီမှာအများကြီးရှိတယ်မန်လေးမှာဆိုလို့ရှိရင်လည်းဟိုဟာ41လမ်းလေဖျားကြီးနောက်ကနေဝင်သွားတယ်လမ်းကျွန်တော်တို့ပါလေရွှေတချောင်းမြောင်းကနေအဲ့နားတွေမှာဆိုလို့ရှိရင်ဒီ electronic ပစ္စည်းအဟောင်းတွေအများကြီးဝယ်လို့ရတယ်ဈေးလေးတအားပေါ်တယ်ဒါပေမဲ့သူတို့ဘာလို့မှလဲလို့မေးလို့ရှိရင်အမှန်တိုင်းပြောလို့ရှိရင်သူကဈေးနည်းနည်းတင်နေတယ်ခါကြလို့ရှိရင်ဟိုမှာဒီတိုင်းပဲရှိတယ်နောက်ကြပြီးသွားလို့ရှိရင်ပို့ပေးမယ်ចောင်းသားတယောက်လုံးနေအောင်နော်အဲ့လိုမျိုးတွေလုပ်လို့ရတယ်အလကားမဟုတ်တော့မှပဲတော်တော်ဈေးသက်သာတဲ့နှုန်းနဲ့ဈေးဒီပစ္စည်း electronic ပစ္စည်းအဟောင်းတွေဝယ်လိုက်ပြီးတော့မှပြန်သုံးတာမျိုးပေါ့အဲဒီမှာသူအဲ့ဒီ motor နဲ့ CNC လုပ်တဲ့ဥစ္စာလေး Arduino CNC ရှိပဲကျွန်တော်စီမှာသုံးထားတယ်ဒီ CD ရှိပဲပေါ့နော်အဲ့ဒါနဲ့စမ်းကြည့်လို့ရတယ်အဲ့လိုမျိုးပစ္စည်းတွေကိုဒါအဆက်ရှိမယ်ဆိုရင်ဒီတော့ဒါတွေတော့ဗီဒီယိုတွေတော့တစ်ခုစီမပြတော့ပါဘူးအဲ့တောက်ပြီးတော့ရှာလို့ရတဲ့အကြောင်းပြောပြတယ်โอเคအဲ့တော့ဒါက stepper motor နောက်တစ်ခုကโอเคဒီကောင်လေး
hard disk motor တွေကို ESC သုံးပြီးတော့မှမောင်းလို့ရတယ်ဒါမှမဟုတ်ရင်လည်း Arduino နဲ့ဓာတ်ရိုက်လည်းပဲမောင်းလို့ရတယ်ဒါပေမဲ့ Arduino နဲ့ဓာတ်ရိုက်မောင်းတာတော့အမှန်တမ်းပြောရင်အမပေးဘူးhard disk motor တွေကတော်တော်ကိုမြန်တဲ့ speed နဲ့လင်းနိုင်တယ်เนาะ9000 1000 rpm တွေပါတယ်ဒီလာတယ်တချို့ဆိုရင်အဲ့တော့9200များတာပေါ့เนาะ9200တော့9400 rpm တော့အဲ့လိုမျိုးတွေလင်းနိုင်တော့ပစ္စည်းတွေတက်ပြီးတော့စမ်းမယ်ဆိုရင်တော့သတိထားပါတော့အရင်တော့ကမရတင်တန်းဖွင့်တော့ငါဒီဟိုမှာ hard disk motor မှာ CD drive လေးတွေတက်ပြီးတော့မှစမ်းကြည့်ကြဖူးတယ်အဲ့တော့ကဘာဖြစ်လဲဆိုတော့ CD drive ကပောက်ကွဲတယ်လို့မျိုးကိုတစားစီအမှုံလေးတွေဖြစ်ပြီးတော့မှတခန်းလုံးပြန်သွားတာအချွန်နေနေတော့တော်တော်လေးတော့ကြောက်ဖို့လည်းကောင်းတယ်စိတ်ဝင်စားဖို့လည်းကောင်းတယ်အဲ့လိုစမ်းတဲ့ဗီဒီယိုတွေရှိရပြပေးမယ်အရင်တော့လှုပ်ဖူးတယ်ကိုယ်တိုင်ခံကောင်းလို့မျက်စိမခံတော့ကြပါဘူးเนาะဆိုတော့ yeah this is exactly ဆိုတော့ဒီလိုမျိုးဖြစ်အောင်လို့လိုက်လုပ်ဖူးတယ် okay เนาะဒါလည်းအစားဆုံးမပြတော့ပါဘူးအဲ့ဒီနေရာလေးကိုကြည့်ကြည့်ကြပါဆိုတော့တို့ကဘာလို့ဒါလဲဆိုရင် sorry မမြင်ရှင်းလိုက်ပြီเนาะခဏလေး The actual moment when something happens, it takes forever to get to. Yeah. Whoa! That was awesome because you saw the actual and the cracks in it were perfectly like the direction the okay เนาะ was spinning. အဲ့လိုမျိုးတကယ်ဖြစ်အောင်လုပ်လို့ရတယ်နည်းနည်းတော့ကြောက်စရာကောင်းတော့ okay ခဏလေးဒီ BLDC ကလဲတဲ့နှုံတအားမြန်နေတဲ့အတွက်ကြောင့်မလို့နော် internet ကနေ nearly fast enough to see what happened there. 1,500. Go to the moon. Yeah. I went higher than before. I went to like 100,000. Really? okay เนาะဒီ experiment ကို BLDC နဲ့ ESC နဲ့သုံးပြီးတော့မှအရင်တော့အသင်တန်းမှာစမ်းခဲ့ကြဦးတယ် very stupidly လုပ်ခဲ့တာပေါ့เนาะအဲ့တော့ BLDC ကအဲ့လောက်ထိမြန်အောင်လို့မောင်းနိုင်တယ်ဒါကြောင့်မလို့ drone ရဲ့ So as you propeller can တွေ see from this, 2,500 frames a second isn't nearly fast enough to see what happened there. Let's look at what we got. Right. You can see it warping. Look at that. Whoa. It's moving so much. Oh my god. Look at the shape of it. It's moving like the whole thing. Whoa! My god! Oh man, that looks amazing. Literally just shattered into a tiny little bit. It's okay ဆိုတော့ဒါကတော့ BLDC ကို Arduino နဲ့မောင်းဖို့ပေါ့เนาะအဲ့တော့ပြန်ပြောရမယ်ဆိုရင်သုံးတဲ့ function တွေ program တွေကအကုန်လုံးက servo တော့ကနေအတူတူပဲ BLDC ရဲ့ ESC ကလည်း servo နဲ့လှုပ်လို့တာအတူတူပဲဖြစ်တဲ့ကြောင့်မလို့ servo library ကိုပဲသုံးရုံပဲဒါပေမဲ့ servo.write ကိုတော့ servo.write microsecond ဆိုပြီးတော့ရေးလိုက်မယ်ပြီးတော့လို့ရှိရင်ဒီတော့ပြန်တော့servo.write microsecond ဆိုပြီးတော့သုံးလိုက်မယ်ပြီးတော့လို့ရှိရင်1000ကနေ2000ကို
အရင်ဆုံး2000ပေးထားမယ်ပြီးသွားလို့ရှိရင်1000တိချလိုက်မယ်ဒါဆိုရင် stepper mode BLDC motor နဲ့ ESC နဲ့က connection ချိတ်မိသွားပြီးတော့မှ beat လေးတွေညီလာလိမ့်မယ်တီဆိုပြီးတော့ okay เนาะတီးလုံးတန်လိုမျိုးလေးညီလာလိမ့်မယ်အဲ့လိုညီလာပြီးရင်စပြီးထိန်းလို့ရပြီအဲ့တော့1000ပေးတဲ့ချိန်မှာသူဒီအနှေးဆုံးဆုံးနဲ့လဲလိမ့်မယ်ရက်မနေဘူးเนาะsorry 1000မှာရက်နေလိမ့်မယ်သူတဲ့နည်းနည်းလေးတင်လိုက်တာနဲ့အနှေးဆုံးနှုန်းနဲ့စပြီးတော့လဲလိမ့်မယ်2000ဆိုရင်အမြန်ဆုံးနှုန်းနဲ့လဲလိမ့်မယ်မမြင်ရောက်လားsorry เนาะโอเคအဲ့တော့ channel programming ကတော့အရင်တော့သိခဲ့ပြီးသားတွေကိုပြန်ပြီးတော့အသုံးချရုံပဲပေါ့เนาะဆိုတော့ serial အကြောင်းအသေးစိတ်ကနောက်တစ်ပတ်မဟုတ်သေးဘူးနောက်တစ်ပတ်ကြာရင်သွားကြမယ်အဲ့တော့နောက်တစ်ပတ်မှာဘာလုပ်မလဲဆိုတော့ LCD display တွေနောက်ပြီးတော့7 segment display တွေနောက် LED display တွေအဲ့ဒါတွေအကြောင်း display တွေပေါ့နော်အကုန်လုံး display ပဲဒီပတ်လုံး display တွေအကြောင်းလုပ်ကြမယ် okay နောက်ဆုံးတစ်ပတ်ကြာရင်တော့ communication အဲ့တော့ပြန်ပြောရမယ် sorry ပြန်ပြီးတော့ပြောစရာတခုကတနင်္လာနေ့မှာအတန်းမရှိဘူးเนาะ email မှာလည်းထပ်ပြီးတော့ပို့ပေးပါမယ်နောက်ပြီးတော့လွတ်သွားတဲ့ဗီဒီယိုတွေစိတ်မပူပါနဲ့အကုန်လုံး recording ကရှိတယ် upload လုပ်တဲ့ဥစ္စာမှာ error ဖြစ်ပြီးတော့မှအဆင်မပြေဘူးဖြစ်သွားလို့ upload ပြန်လုပ်အောင်မမို့လို့အကုန်လုံးပြန်ပြီးလုပ်ပြီးတော့မှအားလုံးစုပေါင်းပြီးတော့ဒီစနေတနင်္ဂနွေထဲမှာပို့ပေးပါမယ် sorry စနေတနင်္ဂနွေမဟုတ်မနေ့ပြန်ကိုပို့ပေးမယ်เนาะမနေ့ပြန်ကိုရအောင်ကြိုးစားပြီးပို့ပေးမယ်ဒါဆိုရင်ဒီလောက်ပါပဲဒီနေ့တော့လက်တွေ့လုပ်ကြဖို့အဆင်မပြေလို့ sorry ပါအဲ့တော့နောက်တစ်ပတ်ဆိုရင်တော့ဒီ LCD တို့ LED တို့ပြန်ပြီးတော့မှလက်တွေ့လုပ်ပြလို့ရအောင်လုပ်ပြပေးမယ် okay เนาะအဲ့ဒါဆိုရင်ဘာများမေးစရာရှိသေးလဲမသိဘူးမေးစရာမရှိဘူးဆိုရင်တော့ဒီလောက်ပါပဲเนาะအဲ့တော့နောက်လာမယ့်အင်္ဂါနေ့ညမှာပြန်ဆုံမယ်เนาะအားလုံးပဲ see you ပါ good night ပါ